ကျွန်တော်ဗီဒီယိုလောက်လာတဲ့တက်တန်းတက်လျှောက်လုံးမှာဒါမျိုး active liquid cooling ကိုမမြင်ဘူးဒါပထမဦးဆုံးမြင်ဘူးလားအဲ့ဒါမှ building fan လဲထပ်ပြီးတော့ပါတယ်ဆိုတော့ဒီ gaming phone ကိုကျွန်တော်ဗီဒီယိုလောက်ကြမယ်ဒီကောင်းနာမည် Redmi 11 Pro Nubia နဲ့ထုတ်တယ်ကျွန်တော်တို့ဈေးကွက်ထဲကရှာပါပါ gaming phone ဆိုရင်လည်းမမအောင်အဲ့ဒါမှ global version နဲ့လာတာနည်းနည်းတော့ကြော်ညာဆန်သွားပြီအခုမြင်ရတဲ့အတိုင်းပဲ charging brick က out of the box ပါလာတယ်ပြီးတော့ကျိုးက type C to C နောက်တစ်ချက် cover နည်းနည်းအဲ့လို miss ဖြစ်လဲမယ်ဘယ်လိုခေါ်မလဲဆီလီကွန်တချို့ထက်တော့ဒီကောင်ကပို့ပြီးတော့ဈေးကြီးရဲ့ပုံစံပေါက်တယ်ဒါပေမဲ့အရန်ကြီးလဲအကောင်းစားကြီးတော့မဟုတ်ဘူးဗျာဟမ်လုံးဝကွက်တီပဲအဲ့လိုဖုန်းကိုလေပို့ပြီးတော့မထူသွားစေဘူးဒါပေမဲ့ transparent ဖုန်းလုံးကိုခင်ဗျာကာဗာတက်ကင်နေရဆိုရင်ခင်ဗျာလွဲနေပြီပြောမယ်တာပြောတာကာဗာကတော့တက်ရမှာပုံစံကတော့လုံးဝ thick and boxy ဆိုတဲ့ဘက်ကိုသွားတယ် weight နည်းနည်းလေးတယ်ဒါပေမဲ့သူ့မှာပါလာတဲ့ specs နဲ့ဆိုကျွန်တော်အဲ့ဒါကိုအပြစ်ပြောမလားပေါ့hand feeling ကတော့ boxy phone ဖြစ်နေရတော့မှကင်လို့ကောင်းတယ်ဗျာဟိုးအရှိတုန်းကထွက်ခဲ့တဲ့တချို့သောဖုန်းတွေတော့အဲ့လိုနည်းနည်းရှာတယ်ဆိုရဲခံစားချက်မျိုးလည်းမရှိဘူးပေါ့နော် airflow fan ပါတဲ့အတွက်ကြောင့်မလို့ဒီကောင်ကဘယ်တစ်ပေါက်ညာတစ်ပေါက်လေးတစ်ခါရေးထည့်ပေးထားတယ်သူ့အောက်မှာတော့ volume rocker လေးရှိမယ် power button ရှိမယ် gain space ကို on လို့ရတဲ့ကောင်လေးပြီးတော့ trigger လေးပေါ့ဆိုတော့ဒီကောင်လေးတွေရဲ့အနောက်ဘက်က RGB လေးတွေကတော့ gaming ဆန်ဆန်အဲ့လိုမီးလေးတော့လင်းပါပေါ့နော်ပြီးတော့အပေါ်မှာကတော့ကျွန်တော်လက်ရှိ flash တွေမှာလုံးဝမမြင်ရတော့တဲ့ headphone jack လေးကျွန်တော်တို့ game ဆိုရင် latency လုံးဝမလိုချင်ဘူးဆိုရင်အဲ့လိုမျိုးနှစ်ချက်တွေနဲ့ပဲတက်ပြီးတော့ဆောရမှာပဲဆိုတော့ well done ဒီနောက်ကကောင်လေးကတော့ကျွန်တော်နာမည်ကြီးနေတဲ့ massive မဟုတ်ဘူးပေါ့နော် active liquid cooling တို့ရဲ့အခေါ်ပေါ်ဆိုရင် aqua cold cooling နည်းနည်းမြန်မာအတန်အတွက်နဲ့ခေါ်မယ်ဆိုရင်တော့နည်းထောက်တယ်ပေါ့ဗျာဆိုတော့ဒီကောင်ကိုကျွန်တော်တို့အပိတ်ဖွင့်ကအပေါ်ကဘားလေးကိုဆွဲချလိုက်ပြီးဆိုတာ ਨੇ ဒီကောင်လေးရက်သွားမှာ active ဖြစ်လားမဖြစ်လားဆိုတော့အဲ့ကောင်လေးနဲ့တန်းတည်တယ်ပြီးတော့လှုပ်လိုက်ရင်လည်းဒီ bubble ပုံစံလေးလုံးဝလက်ရွေနေတာ display ကတော့ 6.5 inches ကိုမှလုံးဝအပြည့်သုံးအောင်ပါသူများကြီးပြောတဲ့ full view ဆိုတာအလကားပဲဒီကောင်ကဒီ selfie camera ပါဒီကောင်မှာမရှိတော့ဘူးဖျောက်ထားတယ်အဲ့အတွက်ကြောင့်မလို့ selfie quality ကတော့ကျွန်တော်လိုချင်တဲ့ quality မဟုတ်ဘူးဘူးမှလည်းကြိုက်မှာတော့မဟုတ်ဘူးဒါပေမဲ့ gamer ဆင့် selfie မဆွဲဘူး 1.5K resolution ပါလာမယ်ပြီးတော့ 144 Hz support လုပ်မယ်ဒါတွေကမထူးဆန်းအောင်ခွဲကွင်း Snapdragon 8 Elite Gen 3 Gen 5ပါလာမှာဒီကောင်မှာဆိုတော့3 nanometer ပဲအကောင်လဲတော်ကင်ထားတာတော့ 16GB RAM နဲ့ 512GB internet storage ပါလာမယ် battery က9000နဲ့မှ900ဒီကောင်က80W fast charge အမြန်အားသွင်းလို့ရမယ်ဆိုတော့ဒီ gaming phone တစ်လုံးက flash တွေနဲ့ရှင်းမယ်ဆိုရင်ဘယ်လောက်ထိ game ဆော့လို့ကောင်းမလဲနောက်က active liquid cooling ကရောတကယ်အလုပ်ဖြစ်ပါမလားကျွန်တော်တို့အောက်မှာလည်းတစ်ချက်လောက်ဝင်ဆွေးနွေးသွားနိုင်တယ်ပေါ့နော်ဒီကောင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ခီးလေးထွက်ဖို့ရှိရဲအဲ့မှာလည်းစမ်းမယ်ကျွန်တော်ဖြစ်ပါတယ်အားလုံးဟုတ်ပါ